အထောက်အမဖြစ်စေသောမိမဆိုတဲ့ခေါင်းစဉ်လေးနဲ့တတိပေးအားပေးတိုက်တွန်းသွားမှာဖြစ်ပါတယ်အထောက်အမဖြစ်စေသောမိမကဘာဦးကျန်နှစ်အငယ်18မှာထာဝရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူ့အဖို့ငါလုပ်အောင်မည်ဟုအကြံရှိတော်မူ၏အစကနဦးမှာဘုရားသခင်ကလူယောက်ျားတယောက်တည်းကိုပဲဖန်ဆင်းထားတယ်လူမိန်းမမရှိသေးဘူးဒါပေမဲ့ဘုရားသခင်ကသိတယ်ဘုရားသခင်ကယောက်ျားမှာအထောက်အမလိုတယ်အဲ့ဒါကြောင့်သူ့အဖို့ငါအထောက်အမကိုလှုပ်အောင်မယ်ဆိုပြီးတော့မှကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဘုရားသခင်သည်ဧဝကိုဖန်ဆင်းခဲ့တယ်အာဒံကိုကြီးစွာသောအိတ်ချင်းဖြင့်အိတ်ခိုင်းပြီးတော့အာဒံရဲ့အယိုးကိုထုတ်ပြီးအာဒံရဲ့နံရိုးကနေမှအခြေခံပြီးတော့မှဧဝကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်ဘာအတွက်လဲယောက်ျားကိုထောက်မဖို့သူနှစ်တော်သောအထောက်အမအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးဇနီးတဲ့မိန်းမသည်ယောက်ျားရဲ့အထောက်အမအနေနဲ့ဖျားဖန်ဆင်းပေးထားတာဖြစ်တယ်ဒီနေ့အိမ်တော်ရှင်အမျိုးသမီးတွေကိုခင်ပွန်းတဲ့ကိုအထောက်အမဖြစ်ကြသလားတရားဟောချက်ရဲ့ခေါင်းစဉ်ကလည်းအထောက်အမဖြစ်စေသောမိန်းမလို့ကျွန်တော်ပေးထားတယ်အထောက်အမဖြစ်ကြသလားကိုစဉ်းစားဆင်ခြင်ရအောင်ထောက်မပေးတော်သူလားအုပ်ချုပ်တော်သူလားဘုရားသခင်ကလူယောက်ျားအဖို့အချုပ်တယောက်ကိုငါဖန်ဆင်းမယ်လို့မပြောဘူးဘယ်လိုပြောလဲအထောက်အမကိုဖန်ဆင်းမယ် help ကူညီဖို့ help ဆိုတာကကူညီဖို့ဖြစ်တယ်ထောက်မဖို့ဖြစ်တယ်မိမကိုကူညီထောက်မပေးဖို့ဖန်ဆင်းခဲ့တယ်တစ်ကော7:3မှာလဲဓမ္မသစ်မှာလဲဒီတိုင်းပဲထောက်ခံပြီးရေးထားပါတယ်ကောရိန္သုဩဝါဒစာပထမဆောင်7အငယ်3မှာယောက်ျားဤခေါင်းကခရစ်တော်ဖြစ်သည်ကို၎င်းမိန်းမဤခေါင်းကယောက်ျားဖြစ်သည်ကို၎င်းခရစ်တော်ဤခေါင်းကဘုရားသခင်ဖြစ်တော်မူသည်ကို၎င်းသင်တို့သိမှတ်စေခြင်းကငါအလိုရှိ၏ယောက်ျားရဲ့ဥကောင်းဟာခရစ်တော်ဖြစ်တယ်မိန်းမရဲ့ဥကောင်းဟာယောက်ျားဖြစ်တယ်သင်တို့ကိုသိမှတ်စေခြင်းနဲ့အငယ်9မှာအငယ်8ကနေ9မှာလည်းရေးထားပါတယ်အငယ်8ကနေ9မှာယောက်ျားသည်မိန်းမကြောင့်ဖြစ်သည်မဟုတ်မိန်းမသည်ယောက်ျားကြောင့်ဖြစ်၏ယောက်ျားကိုမိန်းမအဖို့ဖန်ဆင်းသည်မဟုတ်မိန်းမကိုယောက်ျားဖို့ဖန်ဆင်း၏ဖယားသခင်ရဲ့အကြံစီတော်ကမိန်းမကိုယောက်ျားအဖို့ဖန်ဆင်းထားတယ်ဒီမှာလဲရှင်းရှင်းလေးရေးထားပါတယ်မိန်းမအတွက်မိန်းမခိုင်းတာမှန်သမျှအကုန်လုပ်ဖို့ယောက်ျားကိုဖန်ဆင်းထားတာမိန်းမညွှန်ကြားတာမှန်သမျှလုပ်ဖို့ယောက်ျားကိုဖန်ဆင်းထားတယ်လို့မရေးထားဘူးယောက်ျားဟာဥကောင်းဖြစ်တယ်ဥဆောင်တော်သူဖြစ်တယ်သူရဲ့ဥဆောင်မှုအောက်မှာမိန်းမသည်ထောက်မဖို့ဖန်ဆင်းထားတယ်ဒါကအတက်ဖြစ်တယ်ဒါကအမှန်ဖြစ်တယ်ဘုရားရဲ့အကြံစီကဒီအတိုင်းဖြစ်တယ်ဒီနေ့အတက်ဖြစ်နေကြသလားပြောင်းပြန်ဖြစ်နေကြသလားစဉ်းစားကြည့်ရအောင်ကိုယ်အိမ်တော်ကိုစဉ်းစားကြည့်လိုက်ဘုရားအလိုတော်ကဒီအတိုင်းရှိတယ်ဆိုဘုရားအလိုတော်ကိုစိုက်ကျင်နေတဲ့ယုံကြည်သူဘယ်နှယောက်ရှိတယ်လဲမရှိဘူးဘုရားကိုယုံကြည်တဲ့သူတိုင်းဟာဘုရားအလိုတော်အတိုင်းဖြစ်စေခြင်းနဲ့အလိုတော်အတိုင်းဖြစ်စေပါလဲဆုတောင်းကြတယ်ဘုရားအလိုတော်ကယောက်ျားကိုဥကောင်းနေရာမှာဖြစ်စေခြင်းနဲ့မိန်းမကိုအထောက်အမနေရာမှာဖြစ်စေခြင်းနဲ့ဒါဘုရားအလိုတော်ဖြစ်တယ်ဘုရားသခင်ကိုယ်တိုင်ကဒီအတိုင်းဖန်ဆင်းထားတယ်ခါဘုရားသခင်မတရားဘူးလို့ဘယ်သူပြောခြင်းလဲဘယ်သူမိန်ကုန်းထုတ်ခြင်းလဲဘုရားသခင်တရားမမျှတဘူးကျမတို့မိန်းမတွေကိုကြတော့အထောက်အမပဲဖန်ဆင်းထားတယ်ဥဆောင်ဝင်မပေးဘူးသူတို့ယောက်ျားတွေကြီးကိုပဲဥဆောင်ဝင်ပေးတယ်လို့ဘယ်သူမိန်ကုန်းထုတ်ခြင်းလဲ
ဖယားသခင်မှားနေသလားဖယားသခင်တရားမမြတ်တာဘူးလားဖယားသခင်အလွန်တရားပါတယ်ဟာလေလုယာမတရားတာဖယားမလုပ်ဘူးဟာခရစ်တော်မှာယောက်ျားမရှိမိန်းမမရှိဟေလသလူမရှိယူဒာလူမရှိဘူးခရစ်တော်မှာဟုတ်တယ်မှန်တယ်ခရစ်တော်ဖယားသခင်ဟာအစင်တန်းခွဲထားတာလုံးဝမဟုတ်ဘူးဒါကိုနားလေစေချင်ယောက်ျားဟာအစင်မြင့်တယ်မိန်းမဟာအစင်နှိမ့်တယ်အစင်တန်းမခွဲခြားထားဘူးအားလုံးဟာခရစ်တော်ရဲ့ခြေရင်းမှာတပြေးတည်းပဲတပြင်းတည်းပဲရှိတယ်ဟာလေလုယာသူ့အတွက်ခုံနေနေမြင့်တယ်မိန်းမမလို့ဟိုအောက်မှာဆင်းထိုင်မရှိဘူးခရစ်တော်ရှိမှတပြေးတည်းပဲဖြစ်တယ်ဒါပေမဲ့ဘာခွဲခွာထားလဲတာဝန်မတူဘူးတာဝန်ပေးထားတာမတူဘူးအစင်တန်းအတူတူပဲတာဝန်မတူဘူးဖြစ်တယ်ဒါကိုနားလေစေခြင်းတယ်တချို့ကကြတော့ဖယားသခင်ကိုမတရားဘူးလို့ဆွဆွဲခြင်းတယ်ဒီနေ့လူအခွင့်အရေးသမားတွေငါတို့မိန်းမတွေရဲ့အခွင့်အရေးအနောက်နိုင်ငံတွေအထူးသဖြင့်မိန်းမတွေလည်းယောက်ျားတွေနဲ့ဒန်းတူအိုးဆောင်နိုင်ရမယ်ခေါင်းဆောင်တွေဖြစ်ရမယ်ဒန်းတူရင်ပေါင်တန်းရမယ်သူတို့ကဒါတွေကိုကြွေးကြော်ပြီးတော့လုပ်နေကြတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အကြံစီကယောက်ျားဥဆောင်တဲ့အရာကိုမိန်းမကိုထောက်မပေးဖို့ဘုရားကဒီလိုအကြံစီရှိတဲ့အတိုင်းယုံကြည်သူတွေဟာဒီအတိုင်းကိုကဝမ်းမြောက်နေရမယ်ဘုရားသခင်ကျေးဇူးတင်တယ်ကျမကိုအထောက်မနေရာမှာဖန်ဆင်းပေးထားတာကိုကကျေးဇူးတော်ကြောင့်ဖြစ်တယ်ဟာလေလုယာဝန်ခံယုံကလွယ်ပြီးတခြားမရှိဘူးစောရကတက်လို့မရဘူးဖယားသခင်အလိုတော်ကိုဆန့်ကျင်ပြီးပြောင်းပြန်လုပ်ရင်ပြောင်းပြန်လုပ်တဲ့အိမ်တော်မဲ့မသားမယာဖြစ်မှာဖြစ်တယ်အဲဒါကြောင့်ဖယားသခင်ရဲ့အကြံစီဟာယုံကြည်သူအိမ်တော်မိသားစုမှာယောက်ျားဟာဦးကောင်းဦးဆောင်တော်သူဖြစ်ရမယ်မိန်းမသည်အထောက်အမဖြစ်ရမယ်ဒါကအတဲဖြစ်တယ်အမှန်ဖြစ်တယ်ဖယားအလိုတော်ဖြစ်တယ်ဒါကိုဝန်ခံပြီးလိုက်လျှောက်ဖို့လို့တယ်ဒါပေမဲ့ဝမ်းနည်းစရာဘာဖြစ်သလဲအဲ့ဒီစပြီးဖန်ဆင်းကြတဲ့ကမိန်းမတွေဟာယောက်ျားကိုထောက်မရမယ်အစားဆွဲချခဲ့ကြတယ်အေဝလူသားအလုံးရဲ့မိခင်ကြီးခုနဘုရားသခင်ယောက်ျားအဖို့လို့ငါအထောက်မကိုဖန်ဆင်းမယ်ဆိုပြီးဖန်ဆင်းလိုက်တဲ့အေဝဘင်းလျင်ယောက်ျားကိုထောက်မပေးရမယ်အစားဆွဲချသွားတယ်သူကိုယ်တိုင်လည်းဖျားစကားကိုနားမထောင်ဘူးမစားနဲ့ဆိုတဲ့အသီးကိုစားပြီးနားမထောင်ခြင်းဆိုတဲ့အပြစ်ဝင်သွားပြီးသူကိုယ်တိုင်ဝင်ယုံနေမကဘူးသူယောက်ျားကိုလည်းစားခိုင်းတယ်ထောက်မတော်သူမဟုတ်ပဲဆွဲချတော်အေဝါဖြစ်သွားတယ်အမင်္ဂလာဖြစ်စေလိုက်တယ်အေဝါဆာရာကိုကြည့်မယ်ဆိုရင်လေအာဗြဟံဇနီးတယ်ဆာရာခင်ပွန်းတဲ့ကိုထောက်မပေးရမယ်အစားကျွန်မနဲ့ကလေးယူခိုင်းတယ်အာဗြဟံကိုဆွဲချတယ်ဆာရာကလေးလိုချင်လွန်အားကြီးပြီးတော့မှသူနဲ့ကလေးမရနိုင်ဘူးအသက်ကြီးနေပြီဆိုတော့ဖခင်ရဲ့ဂရုတော်ကလည်းရှိတယ်အာဗြဟံရဲ့သားမှာဖခင်သခင်ဗရိညင်နဲ့ဆိုင်တဲ့အမျိုးအနွယ်ဂရုတော်နဲ့ဆိုင်တဲ့အနွယ်အာဗြဟံရဲ့သားမှာတည်မယ်ဆိုတော့သူ့ကိုယ်သူငါအသက်ကြီးပြီမဖြစ်နိုင်ဘူးဆိုပြီးအာဗြဟံကိုကျွန်မဟာဂရနဲ့ကလေးယူခိုင်းလိုက်တယ်ဆွဲချသွားတယ်အဲ့ဒီကလေးယူခိုင်းလိုက်တဲ့ရလိုက်တဲ့အဲ့ဒီကလေးကနေတကယ်တမ်းကျတော့ဘုရားသခင်ကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းစာရာကနေမဲ့ကလေးမွေးခိုင်းတယ်မယက်ကြီးဖြစ်တဲ့သူကိုပဲဘုရားသခင်အတိမတ်ပြုတယ်စာရာကိုအတိမတ်ပြုတယ်စာရာဟာအာဗြဟံရဲ့သားဣဇက်သားအရင်ဂတိတော်နဲ့ဆိုင်တဲ့သားရင်ကိုနောက်မှမွေးတယ်ဒါပေမဲ့ဟိုမှာလောနဲ့ကျွန်မနဲ့ယူခိုင်းလိုက်တဲ့သားကအနောက်ရှက်ပြီးပြီဒီနေ့ထိမပြီးဘူးဣဇရေနဲ့အာရစစ်ပွဲမပြီးဘူးစာရာကျွန်မယူခိုင်းပြီးတော့ကလေးရအောင်လုပ်တယ်ဆွဲချတယ်ယောက်ျားကိုထောက်မရမယ်အစားဆွဲချမိတဲ့အခါမှာဒီနေ့ထိအရှိလေပိုင်းစစ်ပွဲမပြီးတာဘယ်ကစလဲအဲ့ဒီကျွန်မနဲ့ရတဲ့သားနဲ့ဇနီးတဲ့အရင်မယက်ကြီးကနေရတဲ့ဣဇက်ကနေရလာတဲ့ဣသရေလနိုင်ငံစစ်ဖြစ်နေရတယ်ကျွန်မနဲ့ရတဲ့သားနဲ့သားအရင်နဲ့စစ်ဖြစ်နေတယ်ဒီနေ့ထိမပြီးဘူးဆွဲချသွားတယ်အထောက်မအနေနဲ့ဖန်ဆင်းထားပြီးမဲ့သူတို့ရဲ့
လိုအင်ဆာနာကိုရှေ့တန်းတင်ပြီးခင်ပွန်းတွေကိုထောက်မဖို့ထက်သူတို့အလိုတွေကိုဖြည့်ဆည်းခိုင်းဖို့အထောက်အမတွေမဟုတ်ပဲအုပ်အချုပ်တွေဖြစ်လာတဲ့အခါမှာမဖြစ်တဲ့ပြဿနာတွေဖြစ်ပြီယောက်ျားတွေကိုအထောက်အမတွေမဟုတ်ပဲဆွဲချတော်သူအမင်္ဂလာဖြစ်စေလိုက်ပြီဣဇာနဲ့ရဘက္ခါကိုလည်းသိပါတယ်ကျွန်တော်တို့ရဘက္ခါကလည်းသားယာကုပ်နဲ့အေသောမှာယာကုပ်ကိုလိန်နီးညာနီးတင်ပေးလိုက်တယ်မင်းအဖေရှိကနေကောင်းကြီးတွေကိုညာပြီးတော့ယူခိုင်းလိုက်တယ်ရဘက္ခါမိခင်သားကိုလိန်နီးညာနီးတင်ပေးလိုက်တယ်ဒီသားမလိန်မညာလဲဖယားသခင်ရဲ့ဂရုတော်ကသူ့မှာတည်ပြီးသားဖြစ်တဲ့အတွက်အချိန်တိုင်းရဲ့ကောင်းကြီးရကိုရမယ်ဟာလေလုယာဒါပေမဲ့မိခင်ကဂျားတဲ့ကနေဝင်ပြီးလိန်ညာခိုင်းလိုက်တဲ့အခါမှာဒီမိခင်နဲ့ဒီသားတစ်သက်လုံးမတွေ့ရတော့သူမချစ်ဘူးဆိုတဲ့အေသောနဲ့ပဲဒီမိခင်ရဘက္ခတစ်သက်လုံးတည်တဲ့ဒီနေလိုက်ရတယ်ဘာကြောင့်လဲထောက်မှရမယ်ဖယားလိုလိုနဲ့အညီခင်ပွန်းတဲ့ကိုထောက်မှရသူ့ရဲ့ခင်ပွန်းတဲ့ဣဇက်ကသားအေသောကိုကောင်းကြီးပေးခြင်းနဲ့ဆိုပေးပါစေထောက်မှပေးလိုက်မယ်ငါသားအေသောမြန်သွားမြန်အမဲလိုက်မင်းအဖေကမင်းကိုကောင်းကြီးပေးခြင်းနဲ့ထောက်မှပေးရမယ်ဒါပေမဲ့သူကသားအငယ်ကိုချစ်ပြီးသားအငယ်ကိုလိန်ပြီးတော့မင်းအကိုကြီးရောင်ဆောင်ပြီးသွားပြီးလို့မင်္ဂလာနေရာမှာအမင်္ဂလာယာကုပ်ကမလှုပ်ချင်ဘူးကျွန်တော်မလှုပ်ချင်ဘူးကျွန်တော်ကောင်းကြီးမင်္ဂလာမရပဲအမင်္ဂလာတွေရနေအောင်မယ်အမေကျွန်တော်မဖြစ်ပြရစီနဲ့အဖေကကျွန်တော်ကိုစမ်းပြီးကျွန်တော်အတန်နေနာကြားပြီးတိသွားရင်ကျွန်တော်အကိုအေးတော့အမွေးထူတယ်ကျွန်တော်ကပြောင်ချောနေတာအဖေကောင်းကောင်းသိတာပေါ့ကျွန်တော်ကိုလာပြီးကဲငါသားလာခဲ့ဆိုပြီးစမ်းတက်လို့ယာကုပ်မှန်သိသွားရင်ကောင်းကြီးမရပဲအမင်္ဂလာရမယ်အဲ့ဒီအမင်္ဂလာတွေအမေပေါ်ရောက်ပါစေငါသားသွားဆိုတော့အဲ့ဒီမှာပြီးသွားပြီဆိုတော့သူပြောတဲ့အတိုင်းအဲ့ဒီအမင်္ဂလာတွေသူ့အမေပေါ်ရောက်သွားတယ်ဆိုတော့ထောက်မှရမယ်နေရာမှာမိခင်တွေဇနီးတွေမိန်းမတွေမရှိကြဘူးတကယ်ထောက်မှပေးရမယ်အရေးမှာမထောက်မှပဲနဲ့သူတို့ဆန္ဒတွေကိုပဲရှေ့တန်းတင်တတ်ကြတယ်အဲ့ဒီခါမှာမင်္ဂလာမဖြစ်ပဲဘာဖြစ်ကုန်လဲအမင်္ဂလာတွေဖြစ်ကုန်တယ်ယေဇဗေလအာဟရဲ့ဇနီးတဲ့ယေဇဗေလလည်းကျွန်တော်တို့အားလုံးသိပါတယ်အာဟကဣသရေလဖယားသခင်ကိုကိုးကွယ်တယ်ဒါပေမဲ့သူယူလိုက်တဲ့မိန်းမယေဇဗေလကကြတော့ဘာလဖယားကိုကိုးကွယ်ခိုင်းလိုက်တယ်ခင်ပွန်းတဲ့ကိုထောက်မရမယ်အစားခင်ပွန်းတဲ့ကိုဆွဲချတဲ့သူအမင်္ဂလာဖြစ်စေလိုက်တယ်ဒီဇနီးတဲ့ယေဇဗေလကပြီးတော့ဖယားသခင်ရဲ့ပရောဖက်တွေကိုကြတော့ဆန့်ကျင်တယ်ဘာလရဲ့ပရောဖက်တွေကိုကြတော့သူကကောင်းကောင်းထောက်မှနောက်ဆုံးအာဟတ်လည်းယေဇဗေလရဲ့အအုပ်အချုပ်အောက်မှာပဲရောက်ပြီးယေဇဗေလစကားကိုနားထောင်ပြီးကြဆင်းသွားတယ်ဖယားနဲ့ဝေပြီးမတရားတာတွေကြီးပဲလုံးမိတယ်ဒီမိန်းမကခင်ပွန်းတဲ့ကိုထောက်မှမဲ့သူမဟုတ်ပဲဆွဲချတော်သူအမင်္ဂလာဖြစ်စေလိုက်တယ်ဟေရောဒိဆိုတဲ့အမျိုးသမီးကလည်းဟေရုမင်းကြီးကိုအမင်္ဂလာဖြစ်စေတယ်ဗတ္တိဇံဆရာယောဟန်ကိုလက်ပင်ဖြတ်အောင်ဒီမိန်းမကလောက်တယ်ဆိုတော့အမျိုးသမီးတွေမိန်းမတွေဟာကိုယ်အိမ်တောင်မှာယောက်ျားဟာကိုယ့်ရဲ့ဥကောင်းနေရာမှာရှိနေသလားဒါမှမဟုတ်ကိုကယောက်ျားရဲ့ဥကောင်းတက်ပြီးလုံနေသလားဒါဆိုရင်တော့အတဲ့ဖြစ်ဖို့ယနေ့နှုတ်ကပတ်တော်သည်သင်တို့ကိုသတိပေးနေပြီဖျားဖြစ်စေလိုတဲ့အထောက်အမတွေဖြစ်ရအဖြတ်သမားတွေမဖြစ်ရဘူးအသင်းတော်မှာလည်းတကယ့်ကိုတစ္ဆာရှိတဲ့မိန်းမအထောက်အမတွေအများကြီးလိုအပ်တယ်အိမ်တောင်တိုင်းမှာလည်းလိုအပ်တယ်တကယ်အိမ်တောင်ကိုထောက်မမဲ့မိခင်တွေတကယ်လိုအပ်နေတယ်မိခင်တွေကသားသမီးတွေကိုခန္ဓာပိုင်းဆိုင်ရာကောဝိညာဉ်ပိုင်းဆိုင်ရာကောနှစ်မျိုးစလုံးအနစ်နာခံပေးဆက်ပြီးသူတို့ကိုသွန်သင်နိုင်ရမှာဖြစ်တယ်ခန္ဓာပိုင်းဆိုင်ရာအတွက်လိုအပ်တဲ့အစာအသောက်ကျွေးမွေးချက်ပြုတ်လျှော်ဖို့ဒါကခန္ဓာပိုင်းဆိုင်ရာပြီးရင်သူတို့တက်တင်တက်အပ်တဲ့ပညာလေးတွေအချိန်တန်ရင်တက်လာအောင်မိခင်က
ဖခင်နဲ့အတူထောက်မှပြီးတော့ဒီကလေးတွေနဲ့ဖခင်နဲ့ကြားထဲမှာမိခင်ကအထောက်မှဖြစ်တယ်ထုံနည်း၎င်းမဲ့ဝိညာဉ်ရေးရမှာလဲကလေးတွေဖခင်နဲ့နီးဖို့ဖခင်စကားနားထောင်ဖို့ဖခင်အလိုကိုဆောင်ဖို့မိခင်ကကြည်ရှုပြုစုနေတော်သူဖြစ်ရမှာထောက်မှဒီနည်းအားဖြင့်ကိုယ်အိမ်ကိုထောက်မှတော်သူအထောက်မှဖြစ်ရမယ်ဒါမှမဟုတ်ပဲနဲ့ဝန်လေးတယ်အလုံးမလုံးချင်ဘူးတချို့မိခင်တွေအိမ်မှာချက်ပြုတ်ရတဲ့အလုပ်ကိုအယမ်းပြင်းတယ်မလုံးချင်ရှော့ဖော်ရတဲ့အလုပ်ကိုပြင်းတယ်မလုံးချင်ဘူးခင်ဘောတဲ့အစင်မပြေလို့ကူပြီးစီးပွားရှာပေးနေရလို့ဆိုရင်လည်းတက္ကနာအခုကအဲ့လိုလည်းမဟုတ်ဘူးကိုစီးပွားရှာနေလားဆိုလည်းစီးပွားလည်းမရှာပေးရကလေးတွေကိုချက်ပြုတ်ကျွေးမွေးနေသလားခင်ဗျတဲ့ကိုကောင်းကောင်းမွန်မွန်ချက်ပြုတ်ကျွေးမွေးနေသလားဆိုလည်းမဟုတ်ပြင်းနေတဲ့မိခင်တွေဟာအထောက်အမတွေမဟုတ်ပဲဆွဲချတော်သူတွေဖြစ်နေတယ်တချို့မဖြစ်သင့်ဘူးဝန်လေးဖို့မလိုဘူးကိုယ့်ရဲ့မိသားစုအလုပ်တွေကိုဝန်မလေးရဘူးအဲ့ဒါလို့ဝန်လေးနေတယ်ဆိုအိမ်မှာပတ်စံဘလောက်ရှိရှိဒီမိန်းမဟာဒီအိမ်မှာဆွဲချတော်သူဖြစ်တဲ့အတွက်ဒီမိသားစုကြီးပြောစရာကောင်းမှာမဟုတ်တော့ဘူးဖျားပြင်ဆင်ထားတဲ့အတိုင်းတကယ်တမ်းအိမ်တော်မိသားစုဟာကောင်းငင်ဘုံအောက်မှာကိုယ့်ရဲ့ဒီမိသားစုလေးဒီပရတိတုဘုံကောင်းငင်နိုင်ငံတနေရာလေးဖြစ်နေရမယ်ဟာလေလုယာဖခင်ကဒီလိုအလိုရှိတာဖခင်လည်းဝိညာဉ်တော်နဲ့ပြည့်ပြီးတကယ်ကိုမပြည့်မရပဲနဲ့မိသားစုမှာဖခင်တာဝန်ကြီးတယ်ဖခင်စကားကိုနားထောင်တယ်မိခင်ကလည်းဖခင်နဲ့သဘောတူပြီးဖခင်ကိုထောက်မှတယ်သားသမီးတွေပေါ်မှာလည်းတာဝန်ကြီးပြုံပြီးတော့မှတကယ်ကိုဒီမိသားစုလေးဟာကောင်းငင်ဘုံတစ်ဖွဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖခင်ကတိဆောက်ပေးခြင်းတယ်ဒါပေမဲ့မာနကအဖျက်သမားပဲနီးမျိုးစုံနဲ့အေဝါကိုဆွဲချတာမာနပဲဆိုတော့အေဝါလိုပဲဒီနေ့အမျိုးသမီးတွေကလည်းဆွဲချခံပြီးတော့မှခင်ပွန်းတယ်လည်းမပြောင်းလဲဇနီးတယ်လည်းမပြောင်းလဲဆိုပိုဆိုးသွားပြီအဲ့ဒါကြောင့်ခင်ပွန်းတယ်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံပါတစ်တိနှစ်အငယ်6ကနေ15မှာကြည့်မယ်ဆိုတွေ့ရပါတိမောသေပထမဆောင်နှစ်အငယ်6ကနေဖတ်မယ်ဆိုရင်ထုံနည်းတူမိန်းမတို့သည်จิตသောသပင်ရွှေတစားကြောက်ပလဲအဖိုးထိုက်သောအဝတ်နှင့်ကိုယ်ကိုမစင်ပဲရှက်ကြောက်ခြင်းအိန္ဒြေစောင့်ခြင်းအပြင်လျှောက်ပတ်သောအဝတ်နှင့်၎င်းဖျားသခင်အားယိုသေးလေးမြတ်ခြင်းကိုဝန်ခံပြုစုသောမိန်းမအစဉ်သင့်သည့်အတိုင်းကောင်းသောအကျင့်နှင့်၎င်းကိုတစားစင်စေခြင်းငါအလိုရှိ၏မိမသည်အုပ်ဆိုးခြင်းကိုအစဉ်ဝန်ခံ၍တိတ်ဆိတ်စွာတင်းစေမိမသည်ဆုံးမဩဝါဒပေးခြင်းယောက်ျားကိုအစိုးတရားပြုစေခြင်းအခွင့်ကိုငါမပေးသူသည်တိတ်ဆိတ်စွာနေအပ်၏အကြောင်းမူကားအာဒံကိုရှေ့ဥစွာဖန်ဆင်းတော်မူ၍နောက်မှဧဝကိုဖန်ဆင်းတော်မူ၏ထိုမှတပါအာဒံသည်လှည့်ပြားခြင်းကိုမခံမိမသည်လှည့်ပြားခြင်းကိုခံ၍လွန်ကျူး၏သို့တော်လည်းအိန္ဒြေဆောင်ခြင်းနှင့်တကွယုံကြည်ခြင်းချစ်ခြင်းတန်ရှင်းခြင်း၌တည်လျင်တားဖွာခြင်းအမှု၌ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်ဒီမှာတော့မိမတွေကိုဝတ်စားစီရင်ပုံကအစတင်ပေးထားတယ်အခုနကိုတီဟဆောင်ဆိုသွားတာအစင်းလာတာခုံမင်တက်ရင်ဘာလို့နေတယ်နှလုံးသားလေးတော့လှဖို့လိုနေတယ်အမျိုးသမီးဆိုတော့လှလှပပသပင်နေကြစ်မယ်လှလှပပဆင်းမယ်ဒါပေမဲ့နှလုံးသားမလှရင်ဒီမှာလည်းရေးထားတယ်ရွှေတစားတွေကြောက်ပလဲအဖိုးထိုက်တွေနဲ့စင်နာမြတာမဟုတ်ပဲဘာနဲ့နှလုံးသားအတွင်းကိုစင်ခိုင်းနေတာဖျားကိုယိုသေးလေးမြတ်ခြင်းကိုဝန်ခံပြုစုတော်မိမကောင်းသောအကျင့်နဲ့ကိုတစားဆင်ရမယ်ကောင်းတဲ့အကျင့်ဖျားစကားနားထောင်ခြင်းအကျင့်ဖျားအလိုကိုဆောင်ခြင်းအကျင့်ဟာကိုတစားဆင်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်အပြင်မှာညစ်တိညစ်ပတ်ဘိုးဒီဗတ်ဒီနဲ့ဖျားเจ้าလာဖို့မဟုတ်ဘူးတချို့တွေကနားလည်လို့တယ်ဟာ
ဒီမှာကြည်စံရွှေတစားတွေကြောက်ပလက်ဖိုးထိုက်တဲ့အဝတ်နဲ့ကိုမစင်ပဲတွေ့လားဒီမှာရေးထားတယ်လှလှပပဝတ်စားတွေဝတ်စရာမလိုဘူးစိတ်နှလုံးလာရင်ပြီးပြီဆိုပြီးတော့မှနန်းစောညစ်ပတ်နေတဲ့မိဖို့ကြောင့်မှလက်နီးစုပ်လို့စီတွေပိနေတဲ့အဝတ်နဲ့ဘုရားကျောင်းလာလို့ရမလားမရဘူးဘလို့လဲလျှောက်ပတ်သောအဝတ်လို့ရေးထားတယ်လျှောက်ပတ်သောအဝတ်ဘုရားကျောင်းသွားရင်ဘုရားကျောင်းနဲ့လျှောက်ပတ်တဲ့အဝတ်ဝတ်ရမယ်ကိုအိမ်ကနေအပြင်ထွက်မယ်ဆိုရင်လူတကာနဲ့တွေ့ရမယ်ဆက်ဆံရမယ်ဆိုလျှောက်ပတ်တဲ့အဝတ်ကိုဝတ်ရမယ်ကိုကကိုတယောက်တည်းအခန်းထဲမှာနေတဲ့အဝတ်နဲ့နွေရာသီဆိုပါပါရရနဲ့ပူတယ်ဆိုပြီးအခန်းထဲမှာနေတဲ့ဝတ်နဲ့အပြင်မထွက်ရဘူးလျှောက်ပတ်တဲ့အဝတ်ဖះเจ้าလာရင်ပို့လို့တော့မှတတိထားရမယ်ဖះသခင်ရှိလာမယ်လျှောက်ပတ်တဲ့အဝတ်နဲ့လာရမယ်ဒါပေမဲ့ဘာလဲလို့လဲအထဲမှာဖះစကားနားထောင်ခြင်းဆိုတဲ့တစားဆင်ပြီးလာရမယ်ဟာလေလုယာဒါဟာမိမတွေကိုတမန်ကျမ်းစာကတွင်တင်ထားပြီးပြီအပြင်လဲလျှောက်ပတ်ရမယ်အတွင်းလဲကောင်းတဲ့အကျင့်နဲ့တစားဆင်ထားရမယ်ဒီနည်းနဲ့ဖះเจ้าလာရမယ်ပြီးတော့အုပ်စိုးခြင်းကိုအစဉ်ဝန်ခံ၍တိတ်ဆိတ်စွာတင်းစိတ်ယောက်ျားရဲ့အုပ်စိုးခြင်းကိုအစဉ်ဝန်ခံပြီးတိတ်ဆိတ်စွာနေရမယ်မိမဟာအခုလိုဖျားเจ้าပလင်ပေါ်မှာတင်းအုပ်စရာဆိုပြီးတော့မှတက်ပြီးဆုံးမဩဝါဒပေးခွင့်ယောက်ျားကိုအစိုးတရားပြုရတော့အခွင့်မပေးဘူးသူဟာတိတ်ဆိတ်စွာနေအပ်တယ်ကနဦးကလည်းယောက်ျားရဲ့အထောက်အမဖြစ်ဖို့ဘုရားသခင်ဖန်ဆင်းခဲ့တယ်အခုဓမ္မသစ်မှာလည်းသူဟာအစိုးတရားပြုဖို့အခွင့်မပေးဘူးလို့ဓမ္မသစ်မှာလည်းရေးထားပါတယ်ဒါပေမဲ့တချို့ကအခုနပြောတဲ့ခရစ်တော်၌ယောက်ျားမရှိမိန်းမမရှိဆိုတဲ့ကျမ်းပိုက်ယောလမှာဓမ္မဟောင်းကပရောဖက်တွေပြုထားတဲ့အတိုင်းနောက်ဆုံးသောကာလမှာငါဝိညာဉ်ကိုယုံကြည်တဲ့သူတွေယောက်ျားမိန်းမပေါ်မှာတော်လောင်းမယ်အဲ့ဒီယောက်ျားမိန်းမတွေကငါအမှုကိုဆောင်ကြလိမ့်မယ်တွေ့လားယောက်ျားတွေမိန်းမတွေပေါ်မှာဝိညာဉ်တော်နဲ့ပြည့်ပြီးယောက်ျားတွေမိန်းမတွေငါအမှုကိုဆောင်မယ်ဆိုပြီးတင်းအုပ်ဆရာတွေဒီနေ့လုံနေကြတယ်တင်းအုပ်ဆရာလုံးမအမှုဆောင်တာမဟုတ်ဘူးကျွန်တော်ခဏပြောပြီးပြီအမှုဆောင်ဆိုတာအခုလိုပလင်ပေါ်တက်ပြီးမှတရားဟောနေမှအမှုဆောင်တာမဟုတ်ဘူးအဲ့မှာဖျားစကားနားထောင်ပြီးနေခြင်းလဲအဲ့ဒီနေရာမှာအမှုဆောင်တယ်ယုံမှာကောင်းတဲ့ပုံသက်တွေပြနေခြင်းလဲအဲ့ဒီနေရာမှာသင်အမှုဆောင်နေတယ်သူများတွေလိမ့်ရင်မလိမ့်ဘူးသူများတွေအကြံမှန်လို့ရင်ကိုမလုပ်ဘူးသူများတွေညင်ညူးရင်ကိုမညင်ညူးဘူးသူများတွေဆဲရင်ကိုမဆဲဘူးအဲ့ဒီနေရာမှာကောင်းတဲ့ပုံသက်တွေပြခြင်းဟာအဲ့ဒီနေရာမှာသင်အမှုဆောင်နေခြင်းဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဒီနေ့ကတွေ့လားအမှုဆောင်ရမယ်ဆိုပြီးတက်ပြီးဆုံးမဩဝါဒတွေပေးနေကြတယ်ဒါကတမန်တရားနဲ့လွဲပါတယ်ဖခင်သခင်အလိုတော်နဲ့လွဲပါတယ်ဓမ္မဟောင်းမှာလည်းယေဘရဟိတ်ယောက်ျားတွေပဲခံတဲတော်နဲ့ဆိုင်တဲ့အလုပ်တွေကိုယောက်ျားတွေပဲလုပ်ရတယ်ဗိမာန်တော်ကြီးဆောက်ပြီးသွားတော့လေအဲ့ဒီမှာဥဆောင်တဲ့လူတွေအားလုံးယောက်ျားတွေပဲဓမ္မဟောင်းမှာခံဓမ္မသစ်မှာကောသခင်ယေရှုရွေးကောက်တဲ့တပည့်တော်12ပါးယောက်ျားတွေပဲရွေးကောက်တယ်မိန်းမတယောက်မှမပါဘူးတမန်တော်မဆိုတာကျမ်းစာထဲမှာမပါဘူးတင်းအုပ်မဆိုတာမပါဘူးဘာကြောင့်လဲသူတို့ကိုအထောက်မနေရာမှာဖျားပြင်ဆင်ထားတယ်ထောက်မတဲ့နေရာမှာသူတို့ဝမ်းမြောက်စွာပါဝင်ဖို့အခွင့်အရေးရှိတယ်ဒါပေမဲ့ဒီနေ့ကပြောင်းမြန်နေတမန်ကျမ်းစာကိုအနတ်ဒိဗ္ဗေတွေအလွဲယူပြီးတော့မှအအုပ်အချုပ်ဖြစ်ချင်နေကြတာကလည်းဝမ်းနည်းစရာတွေ့ရတယ်ဒီမှာတိတ်ဆိတ်စွာနေအပ်တယ်တေကော14 34ကနေ39မှာလည်းရေးထားပါတေကော14 34ကနေ39မှာလည်းရေးထားပါတယ်မိမတွေဟာထောက်မရမယ်အုပ်ဆိုးသောသူတွေမဖြစ်ရဘူးထောက်မသောသူတွေဖြစ်ရမယ်ဒီမှာလည်းရေးထားတယ်ကောရိန္သုဩဝါဒစာပထမဆုံး14 34ကနေသင်တို့ဤမိန်းမတို့သည်အသင်းတော်၌တိတ်ဆိတ်စွာနေကြစေသူတို့သည်ဟောပြောရသောအခွင့်မရှိကြပညတ်တရားစီရင်သည့်အတိုင်းသူတို့သည်ယောက်ျား၏အုပ်ဆိုးခြင်းကိုဝန်ခံရကြမိမိန်းမတို့သည်တစုံတစ်ခုကိုသင်လိုလျင်အိမ်၌မိမိခင်ပွန်းကိုမေးမြန်းကြစေမိန်းမသည်အသင်းတော်၌ဟောပြောလျင်ရှက်ဖွယ်သောအကြောင်းဖြစ်၏ဖျားသခင်ဤနှုတ်ကပတ်တရားတော်သည်သင်တို့မှထွက်သလောသို့မဟုတ်
တင်တို့တို့သာရောက်တော်ငါသည်တင်တို့အားရေး၍ပေးလိုက်သောစကားတို့သည်သခင်ဖျားဤပညတ်တော်ဖြစ်ကြောင်းကိုပရောဖက်ဖြစ်တော်သူဝိညာဉ်စုကျေးဇူးကိုခံရတော်သူမိသည်ကဝန်ခံပါစေတစုံတယောက်သောသူသည်မသိလျင်မသိဘဲနေစေမသိရင်အသာနေထပြီးငါတို့မိမတွေအခွင့်ရင်ငါတို့မိမတွေတင်းအောင်ဆရာလှုပ်လို့ရတယ်ဟိုကြမ်းမိုက်ဒီကြမ်းမိုက်တွေမလုံးနဲ့မသိရင်မသိသလိုနေအခုငါပြောလိုက်တဲ့စကားတွေကသခင်ဖျားရဲ့ပညတ်တွေဖြစ်တယ်သခင်ယေရှုပညတ်တဲ့ပညတ်တွေဖြစ်တယ်လို့ရှင်ပေါလုကပြောသွားတယ်အဲ့ဒါကိုဝိညာဉ်တော်နဲ့ပြည့်တယ်ပြောင်းလဲတဲ့လူဆိုရင်ဝန်ခံစေအခုသူဘာပညတ်သွားလဲမိမတွေအသင်းတော်မှာဟောပြောခွင့်မရှိဘူးတိတ်ဆိတ်စွာနေရဖျားเจ้าမှာဟောပြောရင်ရှက်ဖွယ်သောအကြောင်းဖြစ်တယ်ဒါတွေဟာသခင်ဖျားရဲ့ပညတ်ဖြစ်တယ်ဘသူစန့်ကျင်ခြင်းလဲသခင်ဖျားရဲ့ပညတ်ဒီနေ့အများကြီးစန့်ကျင်နေတယ်သခင်ဖျားရဲ့ပညတ်ကိုဝန်မခံဘူးစန့်ကျင်နေကြတယ်စန့်ကျင်တော့ဘာဖြစ်မလဲဖျားရဲ့အစီအစဉ်အတိုင်းမဟုတ်တဲ့အတွက်ငြိမ်သက်ခြင်းရှိမှာမဟုတ်ဝမ်းမြောက်ခြင်းရှိမှာမဟုတ်ဘူးတိဆောက်ခြင်းရှိမှာမဟုတ်ပဲနဲ့ဖျားအလိုကိုပြောင်းပြန်လုပ်တဲ့အိမ်တော်မိသားစုအသင်းတော်တိုင်းဟာကမောက်ကမာပဲဖြစ်မှာအတဲ့ဖြစ်ရမယ်အတဲ့ပြန်လုပ်ရမယ်ဘာကြောင့်ရှက်ဖွယ်ဖြစ်တယ်လို့ပြောထားတာမိမဟာဖះเจ้าပေါ်မှာပလင်ပေါ်မှာတက်ပြီးဟောပြောနေရင်မိမသည်အသင်းတော်၌ဟောပြောရင်ရှက်ဖွယ်သောအကြောင်းဖြစ်တယ်ဘာကြောင့်ရှက်ဖွယ်ဖြစ်တယ်ထိုင်နေတဲ့ယောက်ျားတွေအသုံးမကျဘူးဟောနိုင်တဲ့ယောက်ျားမရှိဘူးလားဝိညာဉ်တော်နဲ့ပြည့်တဲ့ယောက်ျားတယောက်မှမရှိဘူးလားဖះသုံးလို့ရလောက်အောင်အသုံးကျတဲ့ယောက်ျားတယောက်မှမရှိဘူးလားရှက်စရာကြီးလေဒီဖះเจ้าမှာယောက်ျားတယောက်မှအသုံးမကျဘူးဆိုတဲ့တက်သေးမိမကတက်ပြီးဟောနေတာထိုင်နေတဲ့ယောက်ျားတွေရှက်စရာကြီးရှက်ဖွယ်သောအကြောင်းဖြစ်တယ်ဒီနေ့မရှက်ဘူးရှက်ရကောင်းမှလည်းမသိဘူးမိမတွေတက်ဟောရင်အောက်ကနေယောက်ျားတွေက Hallelujah praise the Lord တွေတအားလုံးနေကြကိုယ်တိုင်တက်ပြီးဟောနိုင်တဲ့ဝိညာဉ်တော်နဲ့ပြည့်တဲ့ယောက်ျားတယောက်မှမရှိဘူးလားအကယ်၍တနေ့တစ်ချိန်မှာပြောင်းလဲတဲ့ဥဆောင်နိုင်တဲ့ယောက်ျားတယောက်မှမရှိလို့မိမကဟောနေတယ်ဆိုရင်တက္ကနာဒါပေမဲ့တကယ်ယောက်ျားတွေအများကြီးရှိရတာနဲ့ဆရာတွေလည်းအများကြီးရှိရတာနဲ့ဆရာတွေကအောက်မှာထိုင်ပြီးတော့မှမိမတယောက်ကတက်ပြီးဟောနေရင်ရှက်ဖွယ်မဟုတ်ဘူးလားတမန်ကျမ်းစာထဲမှာတော့ဒီတိုင်းပဲတုံသင်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသင်းတော်ကဒီအတိုင်းပဲခံယူထားတယ်မိမတွေဟာအသင်းတော်မှာဟောပြောရင်ရှက်ဖွယ်သောအကြောင်းဖြစ်တယ်အသက်ကြီးတဲ့မိမတွေကအသက်ငယ်တဲ့မိမတွေအသက်ငယ်တဲ့အိမ်အောင်ရှင်တွေဖျားစကားနားထောင်ဖို့တုံသင်ပိုင်ခွင့်ရှိတယ်တတိပေးပိုင်ခွင့်ရှိတယ်အသက်ကြီးတဲ့မိမတွေကိုတော့အသက်ငယ်တဲ့သူတွေကိုဆုံးမတုံသင်အခွင့်ပေးထားတဲ့တမန်ကျမ်းစာထဲမှာဒါပေမဲ့သင်အုပ်ဆရာတမန်တော်ယေဘရဟိတ်တို့ဆိုတဲ့တာဝန်တွေကိုတော့ဖျားမပေးထားဘူးဒီနေ့တမန်တော်မတွေတမန်ကျမ်းစာနဲ့လွဲတယ်သင်အုပ်မတွေတမန်ကျမ်းစာနဲ့လွဲတယ်သူတို့ရှိတဲ့နေရာမှာဖျားထားတဲ့နေရာမှာဝိညာဉ်တော်နဲ့ပြည့်ရင်အများကြီးပြောင်းလဲမယ်ဟာလေလုယာသင်အုပ်ဆရာဖြစ်မှလူတွေပြောင်းလဲမှာမဟုတ်တာယုံကြည်သူတိုင်းဟာဝိညာဉ်တော်နဲ့ပြည့်ရင်သင်နဲ့ထိတွေ့တဲ့သူတွေအများကြီးပြောင်းလဲမယ်ဟာလေလုယာဒါပေမဲ့မကျေနပ်နိုင်ဘူးစင်ပေါ်မှာတက်မှဆရာမအခေါ်ခံရမှအလူငွေရမယ်ဆရာမကိုဖြစ်ချင်တဲ့သဘောဒီနေ့ယုံကြည်သူအမျိုးသမီးတွေမှာမရှိတဲ့အထောက်မှဖြစ်ချင်တဲ့သဘောဒါကအမှန်ဖြစ်တယ်ဟာလေလုယာယုံကြည်သူအမျိုးသမီးတွေအထောက်မှဖြစ်ချင်တဲ့သဘောကိုမွေးမြူပါဖယားသခင်ကတင့်ကိုအထောက်မှအနေနဲ့ဖန်ဆင်းထားတာကိုဝမ်းမြောက်ပါအဲ့ဒီတာဝန်ကိုကျေးပြွန်းပါအဲ့ဒီခါမှာအများကြီးပြဿနာတွေငြိမ်းမယ်မင်္ဂလာရှိမယ်ဖယားသခင်ပြင်ဆင်ထားတဲ့အတိုင်းအထက်ဖြစ်တဲ့အတွက်အများကြီးမင်္ဂလာရှိပြောင်းပြန်ဖြစ်နေရင်တော့မင်္ဂလာရှိမှာမဟုတ်ဘူးယောမ16မိန်းမတွေကိုအသင်းတော်မှာအသင်းထောင်မအနေနဲ့အသင်းတော်က
အတိမပြုလို့ရတယ်အသင်းထောက်မိန်းမတွေရှိအသင်းကိုထောက်မှတော်သူတင်းအုပ်ဆရာမမရှိဘူးဒါပေမဲ့အသင်းထောက်မှဆိုတာကျမ်းစာထဲမှာပါတယ်ကြည့်ရအောင်ယောမ16တစ်ကနေနှစ်မှာယောမဩဝါဒစာ16အငယ်တစ်ကနေနှစ်မှာကင်ချေမျိုးအသင်းတော်၌အသင်းထောက်မိန်းမဖြစ်သောငါတို့နှမဖိပေကိုတင်တို့ထံသို့ငါသွင်း၏တန်ရှင်းသူတို့သည်ပြုသင့်သည့်အတိုင်းသခင်ဖျားကိုထောက်၍ထိုသူကိုလက်ခံကြသောသူသည်အကူအမလိုသမျှသောအမှုတို့၌သူ့ကိုကူမကြလောအကြောင်းမူကားသူသည်များစွာသောသူတို့ကို၎င်းငါကို၎င်းမဆသောသူဖြစ်၏ကင်ချေအသင်းတော်မှာတင်းတောင်မှာဖိပေသူဟာအထောက်အမဖြစ်တဲ့အသင်းတော်မှာအုပ်ချုပ်မဟုတ်ဘူးတက်ပြီးဟောမနေဘူးဒါပေမဲ့သူဘာလုပ်လဲရှင်ပေါလုကိုအများကြီးထောက်မပေးတယ်များစွာသောသူတွေကိုကူညီပေးတယ်ဒါဟာအထောက်အမအမျိုးသမီးတွေရဲ့ကဏ္ဍဖြစ်တယ်ဒါအသင်းတော်မှာအမျိုးသမီးတွေရဲ့ကဏ္ဍဟာတာဝန်ဟာတင်းအုပ်ဆိုတဲ့တာဝန်ဖျားမပေးထားဘူးတမန်တော်ဆိုတဲ့တာဝန်ဖျားမပေးထားဘူးဒါပေမဲ့တမန်ကျမ်းစာထဲမှာအသင်းတော်မဆိုတဲ့တာဝန်ရှိတယ်တချို့သောသူတွေအသင်းတော်ကိုထောက်မှတယ်ပရောဖက်မရှိတယ်တမန်ကျမ်းစာထဲမှာပရောဖက်စုဂျေစုကိုရတဲ့အမျိုးသမီးဟာလည်းအသင်းတော်မှာပရောဖက်ပြုခြင်းအပြင်ထောက်မှပေးရမယ်ပရောဖက်မရှိတယ်အသင်းတော်မရှိတယ်ဒါပေမဲ့မရှိတာတွေကဘာတွေလဲအသင်းအုံမမရှိဘူးတမန်တော်မရှိဘူးအငယ်6မှာလည်းကြည့်မယ်ဆိုရင်ငါတို့အမှုကိုစ조사၍ဆောင်ရွက်သောမာရိကိုနှုတ်ဆက်ကြလော့ငါတို့အမှုကိုစ조사၍ဆောင်ရွက်သောမာရိအငယ်7-73မှာလေသခင်ဖျား၏အမှုတော်ကိုစ조사သောမိန်းမတရုဖဲနာနှင့်တရုဖောတာကို၎င်းသခင်ဖျား၏အမှုတော်ကိုအလွန်စ조사၍ချစ်အပ်သောမိန်းမပေရတိကို၎င်းနှုတ်ဆက်ကြလော့မြတ်သောတပည့်တော်ရုဖုနှင့်သူ၏အမိဒီဟုသောငါ၏အမိကိုနှုတ်ဆက်ကြလော့ဆိုတော့အသင်းတော်မှာမိန်းမတွေအများကြီးထောက်မနေတယ်ရှင်ပေါလုကဒီတစ်ချက်မှာရေးလိုက်လို့သာသိရတာအများကြီးအသင်းတော်ကိုထောက်မပေးနေတဲ့မိန်းမတွေအများကြီးပဲဒါပေမဲ့တို့ကတမန်တော်တွေမဟုတ်ဘူးသင်းအုပ်တွေလည်းမဟုတ်ဘူးဘာတွေလဲအသင်းတော်ကိုထောက်မတော့အသင်းတော်မတွေဖြစ်တယ်အသင်းတော်မှာဘယ်နေရာမှာဘာလိုအပ်လဲတို့ ready ပဲအမှုတော်ဆောင်တွေစားဖို့တောက်ဖို့လားလျှော်ဖို့ဖို့လားဗိမာန်တော်အတွက်လားဘာအတွက်လဲတို့ကအမြဲတမ်းစင်ရသားကိုကူညီပေးရမလားနေမကောင်းတဲ့သူကိုပြုစုပေးရမလားအမြဲတမ်းတို့ကဗိမာန်တော်မှာဆူတောင်းတယ်အစာရှောင်ခြင်းပြုတယ်ဖျားစကားကိုနားထောင်ပြီးဖျားဝတ်၌မွေ့လျော်ပြီးတော့မှနေကြတယ်အသင်းထောက်မတွေဖြစ်တယ်အသင်းတော်ကိုတကယ်ထောက်မအဲ့ဒီခါမှာရှင်ပေါလုကိုယ်တိုင်ကလည်းသူတို့ကိုအာမခံတယ်သူတို့ဟာတကယ်ကောင်းတဲ့လူတွေသူတို့ကိုကူညီပေးလိုက်ပါခရီးထွက်တဲ့ခါမှာငါတို့ချစ်တော်နှမဖိပေတင်းထောက်မဖြစ်တယ်သူ့ကိုကူညီပေးလိုက်ပါသူ့ကိုအာမခံတယ်ငါအာမခံတယ်ဆိုတဲ့သဘောရှင်ပေါလုကအာမခံနေတာဖြစ်ဒီနေ့တချို့သောအသင်းထောက်မတွေကျွန်တော်တို့ကြားဘူးပါတယ်အသင်းတော်မဆိုပြီးတော့မှကပြားနဲ့ကျမကဘယ်အသင်းတော်ကအသင်းထောက်ဖြစ်ပါတယ်ရောက်လာတယ်နယ်ကနေဒီမှာကျမတို့ပါလာတဲ့ဒီပစ္စည်းလေးတွေအယောင်းဝယ်လုပ်ဖို့အသင်းတော်ကိုထောက်မှတယ်အသင်းထောက်မှကဟိုကလည်းထောက်ခံတဲ့လက်မှတ်ပေးထားတယ်အသင်းထောက်မှဆိုတဲ့လက်မှတ်ပါတယ်ဒါပေမဲ့အသင်းတော်ရဲ့အရေးမဟုတ်ပဲနဲ့ဘာပဲလုပ်နေလဲအသင်းထောက်ဆိုတဲ့ကပြားကင်ပြီးစီးပွားရေးပဲလုပ်စီးပွားရေးလုပ်မှတော့ဟိုတယ်တွေရှိတယ်တဲကိုကန်တွေရှိတယ်အဲ့ဒီမှာသွားတဲလေဒါပေမဲ့သူကစီးပွားရေးလည်းလုပ်တယ်ဖျားเจ้าတွေမှာအခမဲ့တဲခိုခွင့်ရအောင်အသင်းတောက်ဆိုတဲ့ကပြားလည်းကင်ထားတယ်အသင်းတောက်ကပြားကဟောဒါအသင်းတောက်ဘယ်မြို့ကအသင်းတော်ကဧဝံဂေလိအသင်းတော်ဥပမာမိုးကုတ်မြို့ဧဝံဂေလိအသင်းတော်ကအသင်းတောက်မှဖြစ်ပါတယ်ဆိုမန္တလေးမှာလာလဲဩဒါမိုးကုတ်ဧဝံဂေလိအသင်းတော်ကဆိုမန္တလေးဧဝံဂေလိအသင်းတော်ကသူ့ကိုဧခံမယ်ကျွေးမွေးမယ်ပြီးတော့သူကဘာလုပ်လဲမိုးကုတ်ကနေပါလာတဲ့ပစ္စည်းလေးတွေအဝယ်ရောင်းလုပ်ဖို့လာတာအသင်းတော်ကိုထောက်မှဖို့မဟုတ်ဘူး
ဒီနေ့အများကြီးအဲ့ဒါလို့ဖြစ်နေတယ်အသင်းတော်ဆိုပေမဲ့အသင်းတော်ကိုထောက်မတဲ့သူတွေမဟုတ်ဘဲနဲ့ကိုကြိုးရှာသောသူတွေပဲဖြစ်နေတယ်အသင်းတော်တို့အလုံးလုံးတဲ့သူတွေမဟုတ်ပဲမိသားစုတိုးတက်ကြီးပွားရေးကိုအသင်းတော်ရဲ့ထောက်ခံချက်နဲ့အသင်းတော်ဆိုတဲ့နာမည်ကပ်ပြားကင်ပြီးစီးပွားရေးရှာနေကြဒါကတော့မဖြစ်တဲ့အရာဖြစ်တယ်ထောက်ခံလို့မရတော့ဘူးဒီနေ့အသင်းတော်မဆိုပေမဲ့အသင်းတော်မတွေကအသင်းတော်ကိုထောက်မတဲ့သူမဟုတ်ပဲနဲ့ကိုမိသားစုအရေးထောက်မဖို့ပဲလုပ်နေကြတယ်စီးပွားရေးတောင်းကျမ်းဖို့ပဲစီးပွားရေးမိတ္တဟာယဖွဲ့ဖို့ပဲဒီအသင်းတော်မှာလည်းဘသူတွေပါစီးပွားရေးလုပ်လဲမိတ်ဆက်ပေးပါဖတ်ဆက်ပြီးလုပ်ရအောင်ဒီအသင်းတော်မှာလာပြီးဆူတောင်းဖို့ကျမ်းစာဖတ်ဖို့တမန်တရားတွေခံယူဖို့သူတို့သိတာတွေကိုပြန်ပြီး sharing လုပ်ဖို့မဟုတ်ဘူးစီးပွားရေးဖတ်ဆက်ဖို့သင်တော်မှာတယ်ဘယ်လိုလုပ်မလဲရှင်ဘောလူအာမခံသလိုအာမခံမိရင်ဒုက္ခရောက်မယ်ငွေလိမ်သွားရင်တော့မှဆရာတွေနာမည်ပြတ်အောင်ဒီနေ့တချို့အသင်းတော်မတွေကဘာလုပ်နေကြလဲဧဝံဂေလိဆိုပြီးအကြောင်းပြပြီးတော့ဧဝံဂေလိခရီးစဉ်ဧဝံဂေလိခရီးစဉ်အသင်းတော်ကနေဧဝံဂေလိခရီးစဉ်ဆိုတော့အသင်းတော်ကအသင်းထောက်တွေဆိုတော့ကဲအသင်းတော်ကအမျိုးသမီးတွေအသင်းထောက်တွေအသင်းတော်မှာအမြဲတမ်းပါဝင်နေတဲ့သူတွေဆိုတော့ဧဝံဂေလိထွက်မယ်ဆိုတော့အသင်းတော်ကဇရိတ်တွေထုတ်ပေးနွေရာသီဆိုရင်ဘယ်မှာတရင်ချိုကျောင်းပေးရဆိုရင်ဘယ်မှာဧဝံဂေလိပြီးရင်ဒီဇင်ဘာကျောင်းပေးရဆိုဘယ်မှာဧဝံဂေလိအသင်းတော်မှတွေအရန်ဧဝံဂေလိလုံးနေတယ်ဒါဆိုအများကြီးပြောင်းလဲလာမလားဆိုမဟုတ်ဘူးသူတို့သွားကျင်နေတဲ့နေရာတွေမှာဧဝံဂေလိဆိုပြီးပတ်လည်နေကြတာချောင်းသာမှာဧဝံဂေလိငွေဆောင်မှာဧဝံဂေလိကလောမှာဧဝံဂေလိတောင်ကြီးမှာဧဝံဂေလိအသင်းတော်ငွေတွေနဲ့အသင်းတော်ငွေတွေနဲ့အသင်းတော်မှဆိုတော့အသင်းတော်ငွေတွေနဲ့ခရီးပတ်ထွက်ပြီးပတ်လည်နေတာဒီနေ့မြင်လာရတယ်တကယ်ဧဝံဂေလိလုံးနေတာမဟုတ်ဘူးကိုကျိုးအတွက်ဖြစ်နေတယ်ကိုသွားကျင်တာသွားစားကျင်တာစားအသင်းတော်ကထောက်မတဲ့ပတ်စံနေတယ်အသင်းတော်ကိုမထောက်ပဲနဲ့အသင်းတော်ကိုပြန်ပြီးအားနည်းစေတော်သူအသင်းတော်ကိုပြန်ခြူစားတဲ့သူတွေဖြစ်နေတယ်ထောက်မတဲ့သူတွေမဟုတ်ဘူးဒီနေ့အများကြီးတွေ့လာရတယ်အဲ့ဒါကြောင့်မိမကိုဘုရားသခင်ကအထောက်မအနေနဲ့ဖန်ဆင်းထားရင်အထောက်မဖြစ်ဖို့ဘလောက်အရေးကြီးသလဲအသင်းတော်ကိုလည်းထောက်မပေးရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးဘုရားသခင်ရဲ့အကြံစီဟာယောက်ျားဟာဥကောင်းမိန်းမဟာအထောက်မဒီဟာကိုအတက်ဖြစ်ဖို့လိုအပ်တယ်အသင်းတော်မှာလည်းမိန်းမတွေကဟောပြောခွင့်မရှိဘူးဆိုတဲ့အတိုင်းဒါကိုဒီနေ့ယုံကြည်သူတွေနားလဲသဘောပေါက်ပြီးတက်မှတ်ရမယ်ဒီနေ့အများကြီးလွဲနေတယ်ပြောင်းပြန်နေဖြစ်နေတယ်တကယ်ကိုဘုရားကိုဆက်ကပ်ပြီးတော့မှဝိညာဉ်တော်နဲ့ပြည့်တဲ့ဆရာတွေကအောက်မှာထိုင်နားထောင်နေရပြီးအမျိုးသမီးတွေကတက်ပြီးဟောနေတာတွေကျွန်တော်တို့ခဏခဏတွေ့နေရတဲ့အတွက်ဝမ်းနည်းစရာဖြစ်တယ်တမန်ကျမ်းစာကခွင့်မပြုဘူးလို့ရေးထားတယ်ဓမ္မဟောင်းမှာလည်းအိုးဆောင်တဲ့နေရာမှာဖရာတရားရေးရာတွေမှာဘာသာရေးမှာအိုးဆောင်တဲ့နေရာမှာအမျိုးသမီးတွေမခန့်ခဲ့ပရောဖက်ပြုတဲ့နေရာမှာသူဥဆောင်လို့ရတယ်ဒေဘောရာဆိုရင်သူနိုင်ငံရေးမှာပရောဖက်ပြုပြီးဖရာသခင်ရှိကဘာပြောလဲရန်သူတွေကိုတိုက်ရမလားမတိုက်ရဘူးလားဆိုတာသူဟောပြောခဲ့ဖရာလိုတော်နဲ့ညီသူပရောဖက်အမအနေနဲ့ပဲသူနေခဲ့တာဖြစ်တယ်အသင်းတော်တွေမှာတက်ပြီးဆုံးမဩဝါဒပေးနေတာမဟုတ်ဘူးဒီဟာတွေကိုတချို့ကယူပြီးတော့မှတွေ့လာဒေဘောဓာတော်မှာဥဆောင်တာပဲငါတို့လည်းဥဆောင်လို့ရတယ်ဆိုပြီးဒေဘောဓာကယေဘရဟိတ်အလုပ်ကိုဝင်မရှုပ်ဘူးလေဝိတွေအလုပ်ကိုဒေဘောဓာသွားရှုပ်နေတာမဟုတ်ဘူးသူ့ပရောဖက်အလုပ်ကိုသူလုပ်နေတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ကယေဘရဟိတ်တွေပြောရမယ်ဆုံးမဩဝါဒလေဝိတွေလုပ်ရမယ်အလုပ်ကိုပရောဖက်မတွေကတက်ပြီးလုပ်ချင်တယ်မရဘူးတာဝန်ခွဲထားတယ်အစင်တန်မခွဲထားဘူးတာဝန်ခွဲထားတယ်ကိုတာဝန်ကိုသိရမယ်အမျိုးသမီးတွေကိုဟာအထောက်မဖြစ်တယ်ဆိုတာတစ်သက်လုံးစိတ်ထဲမှာမှတ်ထားငါဟာအထောက်မအနေနဲ့ဖခင်ငါ့ကိုဖန်ဆင်းထားတာငါဒီနေ့ဘာထောက်မရမလဲဘသူကိုထောက်မရမလဲခင်ပွန်းတဲ့ကိုလားသားသမီးကိုလားငါဟာအထောက်မဖြစ်တယ်
ဖခင်အလိုတော်နဲ့အညီထောက်မှတော်သူဖြစ်ကိုဖြစ်ရမယ်ဟာလေလုယာဆုံးဖြတ်ထားတာဒီနေရာမှာဝမ်းမြောက်ရမယ်ကျေနပ်ရမယ်ဝမ်းနည်းစရာမဟုတ်သူများပြောတိုင်းလိုက်ရောင်ဖို့မဟုတ်ဘူးအနောက်နိုင်ငံတွေကလို့ငါတို့အမျိုးသမီးတွေကရှေ့ဆောင်လမ်းပြဖြစ်ရမယ်စံပြတွေဖြစ်ရမယ်ဥဆောင်နိုင်ရမယ်အဲ့ဒါကြောင့်ဒီနေ့အိမ်တော်မိသားစုအထူးသဖြင့်ယုံကြည်သူအိမ်တော်မိသားစုတွေမှာအတဲ့ဖြစ်ယောက်ျားဟာဥကောင်းဖြစ်ရမိန်းမဟာအထောက်မှဖြစ်ရမယ်ဆိုတဲ့ဘုရားသခင်တဲမှတ်ပေးထားတဲ့အတဲ့ဖြစ်ဖို့ကျွန်တော်အားပေးတတိပေးနေခြင်းဖြစ်တယ်ချွင်းချက်နေနဲ့ကတော့ယောက်ျားရဲ့ဥကောင်းခရစ်တော်မဟုတ်ပဲစာရန်ဖြစ်နေရင်တော့မိန်းမကဒီလူရဲ့စကားတော့နားထောင်လို့မရဘူးကိုယောက်ျားရဲ့ဥကောင်းကစာရန်ဖြစ်နေပြီလေကိုယောက်ျားကမပြောင်းလဲဘူးဖျားစကားနားမထောင်ဘူးငပြင်းဖြစ်နေတယ်ဆိုရင်မိန်းမကဟာဖျားသခင်ကယောက်ျားရဲ့အုပ်ဆိုးခြင်းကိုဝန်ခံရမယ်ဆိုပြီးအဲ့ဒီစာရန်ဥကောင်းဖြစ်နေတဲ့ယောက်ျားရဲ့အုပ်ဆိုးခြင်းတော့ဝန်ခံလို့မရဒါကတော့ချွင်းချက်ဖြစ်တယ်ဒီနေ့တချို့အိမ်တော်တွေမှာအမျိုးသမီးတွေကဘာကြောင့်ဥဆောင်နေတာလဲသိလားယောက်ျားတွေအတုံးမကြလို့ယောက်ျားတွေငပြင်းဖြစ်နေတယ်ယောက်ျားတွေမှာဖျားပေးတာတကုံးမရှိဘူးဖျားစကားကိုနားမထောင်ဘူးအလုတ်ကိုလက်ကြောတက်အောင်မလုပ်ချင်ဘူးအဲ့ဒီခါမှာအလုတ်ကိုစ조사တဲ့မိန်းမကအာဏာရသွားပြီဖျားကလည်းသူ့ကိုပဲအခွင့်အာဏာပေးတော့တယ်ဘာကြောင့်လဲယောက်ျားကဖျားစကားမှနားမထောင်အဲ့ဒီခါမှာမိန်းမကအာဏာရှိနေမိန်းမကဖျားစကားကိုနားထောင်တယ်သားသမီးတွေကိုဂရုစိုက်တယ်မိန်းမကဖျားဝတ်နိုင်မွဲ့လျော်တယ်ယောက်ျားကငပြင်းဖြစ်နေတော့တင့်ရဲ့ဥကောင်းဟာစာရန်ဖြစ်နေတော့လာပြီးတော့မှငါကယောက်ျားဆိုပြီးလာလုပ်လို့မရတော့တင့်ကိုပေးထားတဲ့အခွင့်အာဏာကိုတင်သုံးပိုင်ခွင့်မရတော့ဘူးဘာကြောင့်လဲတင့်ကိုပေးထားတဲ့ဘုရားသခင်ရှိစေလိုတဲ့အရေးချင်းတင်မရှိဘူးတာဝန်ယူမှုမရှိဘူးဖခင်နေကိုဇနီးကိုသားသမီးတွေတော့တာဝန်ယူမှုမရှိဘူးဆိုရင်လက်ရှိတာဝန်ယူပြီးစ조사နေတဲ့ဇနီးတွေကဦးဆောင်သွားမှာပဲဒါကတော့ချွင်းချက်နေနဲ့ဒီနေ့အများဆုံးတွေ့နေရတယ်ယောက်ျားတွေဦးဆောင်လို့မရဘူးအိမ်မှာမိန်းမတွေပဲဦးဆောင်လို့ရနေတာဘာကြောင့်လဲယောက်ျားရဲ့ဦးကောင်းဟာခရစ်တော်မဟုတ်ဘူးဖြစ်နေတယ်စာရမာနဖြစ်နေတယ်အဲ့ဒီခါမှာဖျားစကားကိုနားထောင်တော့သူစ조사အားထုတ်ပြီးမပြင်းမရိပဲအလုတ်လုတ်တဲ့ဇနီးတွေကအာဏာရှိသွားပြီအောက်ဆိုးရတဲ့အခွင့်ကသူ့အမိတ်ပဲတဲ့အိမ်လုံးဟာအဲ့ဒါကြောင့်အမျိုးသားတွေတင်တို့ဟာဖျားသခင်ဦးဆောင်တဲ့နေရာမှာထားတဲ့အတွက်ဦးဆောင်တော်သူအရေးအချင်းရှိရမယ်တာဝန်ယူမှုရှိရမယ်တာဝန်ကျေပြွန်မှုရှိရမယ်တစ္ဆာရှိရမယ်ကိုအပ်ထားတဲ့တာဝန်မှုကိုတစ္ဆာမရှိဘူးဆိုရင်တော့အိမ်တော်မှာလည်းဇနီးတွေကတင့်ရဲ့အထက်မှာအထက်လူကြီးဖြစ်သွားမယ်တင်ကအိမ်တော်ဦးစီးတင့်ဇနီးတွေကအိမ်တော်ဦးစီးချုပ်ဖြစ်လိမ့်မယ်ဘာကြောင့်လဲအိမ်တော်ဦးစီးကဘာမှမသိဘာမှမလုပ်ခြင်းဘာမှမကင်ခြင်းတွေးဝေးပြီးတော့မှဟိုဟာလုံးမလားဆိုတော့လည်းမဟုတ်ဒီဟာလုံးမလားဆိုတော့လည်းမဟုတ်တခါလေကြာရင်အလုံးလုံးမယ်ဆိုပြီးတော့မှထွက်သွားပြီးတနေရာမှာသွားပြီးအိတ်နေတယ်ဆိုဘယ်လိုလုံးမလဲဇနီးတွေဘယ်လိုခံစားရမလဲအဲ့ဒီကမှဇနီးတွေစ조사တဲ့ဇနီးတွေကတင့်ကိုအုပ်ဆိုးသွားမှာပဲအဲ့ဒီခါမှာဗျောင်းမြန်ဖြစ်သွားမယ်ဘုရားသခင်အကြံစီနဲ့ဗျောင်းမြန်ဆိုရင်ဒီအိမ်တော်ဘယ်လိုလုပ်တာရတော့မလဲအဲ့ဒါကြောင့်ယုံကြည်သူအမျိုးသားအမျိုးသမီးတွေအတက်လို့ရမယ်ယနေ့ယောက်ျားတွေလည်းယောက်ျားရဲ့ဂုဏ်တတ္တိကိုပြရမယ်ရဲရင်ရမယ်ဝိညာဉ်တော်နဲ့ပြည့်နေရမယ်ကျွန်တော်တို့ရဲ့ဥကောင်းသည်ခရစ်တော်ဖြစ်နေရမယ်ဟာလေလုယာအဲ့ဒီခါမှာဇနီးတယ်လည်းသိတယ်ငါယောက်ျားကတကယ်ပြောင်းလဲသွားပြီသူငပြင်းမဟုတ်တော့သူတကယ်စ조사တယ်တကယ်ဝိညာဉ်တော်နဲ့ပြည့်တဲ့ယောက်ျားဆို तू ဝန်မခံမဲမနေဘူး तू မထောက်မှပဲကိုမနေဘူးဟာလေလုယာထောက်မှလိုက်အဲ့ဒါလိုမှမဟုတ်ပဲကိုအတုံးမကြရင်တော့အထောက်မှဟာအထောက်မှနေရာမှာမဟုတ်ပဲဥဆောင်တဲ့နေရာကနေလုံနေရလိမ့်မယ်အဲ့ဒါကြောင့်ဒါကတော့အရေးကြီးတယ်အတက်ဖြစ်ရင်တော့အကောင်းဆုံးပဲအဲ့ဒါကြောင့်ဒီနေ့ယုံကြည်သူအမျိုးသမီးတွေကောင်းတဲ့အထောက်မှဖြစ်ဖို့
ဘွဲလက်မှတ်လို့လားဒေါက်တာဘွဲရဖို့လို့လားတင့်အိမ်မှာတော်လကောင်းအသင်းတော်မှာတော်လကောင်းတင်းသည်ကောင်းတဲ့အထောက်မကောင်းတယောက်ဖြစ်ဖို့ဖရာသခင်ရှေ့မှာတစ္ဆာရှိတဲ့အထောက်မကောင်းတယောက်ဖြစ်ဖို့ဘာလက်မှတ်လို့လဲတိတ်ခါတော်ရလက်မှတ်ကောလို့သလားမလို့ပါဘူးဖရာကိုချစ်ဖို့ပဲလို့တယ်ဟာလေလုယာဖရာစကားနားထောင်ဖို့ပဲလို့တယ်အဲ့ဒီခါမှာကောင်းတဲ့အထောက်မကောင်းတယောက်ဖြစ်မယ်ကိုယ့်ရဲ့သားသမီးတွေကိုလည်းဂယုဆိုင်ပြီးတော့မှဖရာလိုတော့နဲ့ညီအုပ်ထိမ့်မယ်အဲ့ဒီခါမှာဒီမိသားစုမှာဖခင်ဖောက်ပြန်နေရင်တော့မှသားသမီးတွေတို့ကောင်းကောင်းမွန်မွန်နေရစားရငြိမ်သက်ခြင်းရှိလိမ့်မယ်တချို့အိမ်မှာဖခင်တွေကဘလို့မှပြောလို့မရဆိုလို့မရအခုနလိုဥကောင်းတွေကစာတန်ဥကောင်းတွေဖြစ်နေတဲ့အခါမှာမိခင်တွေကတယောက်တည်းယုံကန်နေရတယ်ဖခင်တွေကတငယ်ချင်းတွေနဲ့သွားပြီးအချိန်တွေဖြုံးနေတယ်အိမ်မှာစားစရာရှိလားမရှိလားမသိဘူးဒါမျိုးတွေဟာအများကြီးဒီနေ့ယုံကြည်သူမိသားစုတွေမှာကြုံတွေ့နေရအချိန်တန်လို့အိမ်ပြန်လာလို့သူ့တော့မချက်ထားရင်လည်းပြဿနာရှာသေးတယ်သူလည်းရှာကောင်းကောင်းရှာကြွေးသလားဆိုမရှာကြွေးဘူးဒါမျိုးဖခင်နေအများကြီးမယုံကြည်သူအပထာယုံကြည်သူတွေထဲမှာရှိတယ်မဖြစ်သင့်ဘူးဒါကတော့တတိထားရမယ်အဲ့ဒါကြောင့်နောက်ဆုံးတီလာရှိတဲ့မိမအကြောင်းလေးကိုကျွန်တော်ကြည့်မယ်သုတ်တန်31 30ကနေကြည့်မယ်ဆိုရင်တွေ့ရပါတယ်ဒါကတော့တီလာရှိတဲ့မိမအကြောင်းကိုရေးထားတယ်ဒီအသင်းတော်မှာရှိတဲ့အမျိုးသမီးများသည်တီလာရှိသောမိမတကယ်အထောက်မကောင်းတွေဖြစ်ဖို့ဖရားအလိုရှိတယ်တီလာနဲ့ပြည့်စုံသောမိမကိုအဘယ်သူတွေ့ရသနည်းထို့သောသောမိမသည်ဗဒမြားထအဖိုးသာ၍ထိုက်ပေ၏တီလာနဲ့ပြည့်စုံတဲ့မိမကိုဘယ်သူတွေ့ရတကယ်ကိုတစ္ဆာရှိတယ်တီလာရှိတယ်အကျင့်ကောင်းတဲ့မိမဗဒမြားထပို့ပြီးတန်ဖိုးရှိတယ်ဟာလေလုယာသူဤခင်မွန်သည်သူ့ကိုယုံ၍ဆင်းရဲခြင်းနဲ့ကင်လွန်လိုက်မိတီလာရှိတဲ့မိမသူ့ခင်မွန်ကအကုန်ယုံတယ်ဘာမှတန်တရားမရှိဘူးသူ့ခင်မွန်ကလည်းဆင်းရဲခြင်းနဲ့ကင်းလွန်မယ်ထိုမရသည်မိမိခင်မွန်အကျိုးကိုမဖြတ်တတ်လုံးပြုစုတတ်၏တီလာရှိတဲ့မိမဟာသူ့ခင်မွန်ရဲ့အကျိုးကိုမဖြတ်ဘူးတတ်လုံးပြုစုတတ်တယ်တိုးမွေးနဲ့ဝါကိုရှာ၍မိမိလက်နဲ့အလိုလျောက်လုပ်တတ်၏ကုံတဲ့တင်မောကဲ့သို့ဖြစ်၍စားစရာကိုဝေသောအရက်မှဆောင်ခဲ့တတ်၏မုံမလင်းမီထားလေအိမ်သူအိမ်သားတို့အားစားစရာကို၎င်းကြုံမတို့အားအနန္တာကို၎င်းပေးဝေတတ်၏ကောင်းမွန်စွာဆင်ခြင်၍လေကွက်ကိုဝယ်ယူတတ်၏ကိုယ်တိုင်လှုပ်၍ရသောငွေနှင့်စပြည့်ဥယျာဉ်ကိုပြုစုတတ်၏မိမိခါကိုခွန်အားနှင့်စီး၍မိမိလက်ကိုတန်မြန်စေတတ်၏မိမိလှုပ်သောဥစ္စာကောင်းသည်ကိုရိပ်မိ၍သူ၏မိကွက်သည်တညလုံးမတည်တတ်ခြေဖြစ်စေတတ်သောတစားတို့ကိုကိုယ်လက်နှင့်ကန်၍လှုပ်ဆောင်တတ်၏ဆင်းရဲသောသူတို့အားလက်ကိုဖြန့်၍ငတ်မွတ်သောသူတို့အားလက်ယုံကိုဆန့်တတ်၏မိုးပွင့်ကြသောလည်းမိမိအိမ်သူအိမ်သားတို့အတွက်မစိုးရင်အိမ်သူအိမ်သားအပေါင်းတို့သည်ဂတိပါနေကိုဝတ်ကြ၏ကို့ဖို့ဆောင်ကိုရက်၍ပိတ်ချောနှင့်မောင်းသောအထက်ကိုဝတ်တတ်၏သူ၏ခင်မွန်းသည်လည်းမြို့တကားဝါတို့၌ပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍ထင်ရှားသောသူဖြစ်ရ၏ချောသောအထယ်လိပ်ကိုရက်၍ရောင်းတတ်၏ခါးစည်းတို့ကိုလည်းကုံတယ်၌ချတတ်၏သူလှုပ်သောအထယ်လိပ်သည်ခိုင်ခိုင်၍လှသောအဆင်းနှင့်ပြည့်စုံသဖြင့်သူသည်နောင်ကာလ၌ဝမ်းမြောက်လိမ့်မည်ပညာစကားကိုပြောတတ်၍မေတ္တာတရားအဖြစ်နှုတ်မွတ်တတ်၏အိမ်သူအိမ်သားပြုမှုသမျှတို့ကိုကြည့်ရှုတတ်၏ပြည့်ညိခြင်းအစာကိုမစားတတ်သူဤသားသမီးတို့သည်ထား၍အမိကိုကောင်းချီးပေးတတ်ကြ၏သူဤခင်မွန်ကလည်းအမျိုးသမီးများတို့သည်ကောင်းမွန်စွာပြုကြပြီတို့ရာတွင်တင်သည်ထိုသူအပေါင်းတို့ကိုလွန်ကဲပြီဟုသူကိုချီးမွမ်းတတ်၏ယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်၎င်းရှင်တတ်၏လှသောအဆင်းသည်လည်းအချီးနှီးဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကားချီးမွမ်းခြင်းကိုခံရလိမ့်မည်ထိုသို့သောမိန်းမကျင့်ရာအကျိုးကိုပေးလောသူပြုသောအမှုသည်မြို့တကားတို့၌သူ၏အတရေကိုထင်ရှားစေတည်းဘလောက်ကောင်းတယ်လဲတီလာရှိတဲ့မိန်းမအထောက်အမသူ့ရဲ့ခင်မွန်းတဲ့ရဲ့အကျိုးကိုတသက်လုံးပြုစုတယ်အဲ့ဒါကြောင့်ဆိုရိုးစကားရှိတယ်အယံအောင်မြင်တဲ့သူတွေရဲ့နောက်ွယ်မှာထက်မြက်တဲ့ဇနီးတွေရှိတယ်အယံလူတွေအချီးမွမ်းကိုခံရပြီးတော်တော်တိုးတက်အောင်မြင်ပြီးတော့မှ
လူတွေမှာကြော်ကြားထင်ရှားတဲ့ပုံကိုယ်တွေရဲ့နောက်ွယ်မှာထက်မြက်တဲ့ဇနီးတွေရှိတယ်။ဘာကြောင့်လဲ။သူဟာသူ့ခင်ပွန်းအကျိုးကိုတောက်လျှောက်ထောက်မှပေးနေတာ။လိုလေသေးမရှိအောင်ထောက်မှပေးနေတာ။ခင်ပွန်းတွေကလည်းဖယားဝိညာဉ်တော်နဲ့ပြည့်တဲ့သူဇနီးတွေကလည်းလိုလေသေးမရှိအောင်ထောက်မှတဲ့အခါမှာဖယားကောင်းကြီးပေးတဲ့အခါမှာဖယားရှိလူရှိမှာမျက်နာရတယ်။ဒါဟာအတဲ့ဖြစ်တယ်။ဖယားလိုတော်နဲ့အညီဖြစ်တယ်။ဟာလေလုယာ။တနည်းအားဖြင့်တီလာနဲ့ပြည့်စုံသောမိမဆိုတာကဝိညာဉ်ရေးရာမှာအသင်းတော်ကိုပြောနေတာဖြစ်တယ်။အသင်းတော်ဟာမပြင်းမရဘူးအသင်းသူသင်သားတွေကိုအမြဲတမ်းကြွေးမွေးတယ်ပြုစုတယ်အသင်းသူသင်သားတွေရဲ့အကျိုးဝိညာဉ်ရေးရာအကျိုးအတွက်အမြဲတမ်း ready ရှိနေတယ်။သင်အုပ်ဆရာကအသင်းသူအသင်သားတို့တွေကိုထားပြီးတော့မှနိုင်ငံခြားမှာလေပတ်နေမယ်ဂရိတ်ဝေါ်မှာသွားလဲမယ်ဒူဘိုင်းသွားလဲမယ်နယူးယောက်ကိုသွားလဲမယ်ဟိုးမှာကမ္ဘာပေါ်မှာအလှဆုံးကာရဘီယန်ပင်လယ်ကမ်းခြေမှာသွားပြီးတော့မှအပန်းဖြေမယ်မဟုတ်ဘူးတိုးတွေတာသမီတွေရဲ့အကျိုးအတွက်အမြဲတမ်းအနီးကပ်ရှိတယ်ဘယ်အချိန်မှာဘလို့မုန်တိုင်းလာမလဲဘယ်အချိန်မှာစုံစမ်းခြင်းရှိမလဲအသင်းတော်မှာအမြဲတမ်းအသင်းတော်က ready ဖြစ်နေတယ်ဟာလေလုယာအမြဲတမ်းတကားဖွင့်ထားတယ်ဘယ်အချိန်မှာဘသူဆူတောင်းဖို့လာမလဲဘသူဒုက္ခနဲ့တိုင်ပင်ဖို့လာမလဲဘသူအကြံဉာဏ်ယူဖို့လာမလဲဘသူဘာအတွက်လာမလဲအမြဲတမ်းအသင်းတော်ကအစင်သင့်ရှိနေတဲ့တီလာရှိတော်မိမ့်မသူ့ခင်ပွန်းတဲ့ရဲ့အကျိုးကိုအမြဲပြုစုတယ်သူ့ခင်ပွန်းတဲ့ကဘာတူလဲအသင်းတော်ရဲ့ခင်ပွန်းကယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာခရစ်တော်ရဲ့အကျိုးကိုတသက်လုံးပြုစုတော်အသင်းတော်ဖြစ်တယ်ဟာလေလုယာဒီကျမ်းပိုင်းဟာဝိညာဉ်ရေးရာမှာအသင်းတော်နဲ့ခရစ်တော်အကြောင်းကိုပြောနေတယ်ခရစ်တော်ကလည်းအသင်းတော်ကိုချီးမွမ်းမယ်မိမတကာတွေဟာကောင်းစွာပြုပြီးဖခင်เจ้าတွေကကောင်းတယ်ဒါပေမဲ့တီလာရှိတယ်သစ္စာရှိတဲ့အသင်းတော်ကထိုသူတို့ကိုလွန်ကဲပြီတဲ့ဟာလေလုယာတကယ်မိမတွေကလည်းတီလာရှိတဲ့မိမတွေကလည်းတခြားမိမတွေလည်းစ조사ပါတယ်ဒါပေမဲ့တီလာရှိတယ်ဖခင်စကားနားထောင်တဲ့မိမတကယ်အထောက်မကောင်းဖြစ်တဲ့မိမဟာသူများတွေကိုလွန်ကဲပြီးအချီးမွမ်းခံရလိမ့်မယ်သားသမီးတွေရဲ့ကောင်းကြီးပေးခြင်းကိုခံရလိမ့်မယ်ဟာလေလုယာအဲကြောင့်အမျိုးသမီးတွေအာယူရဲရင်ချင်းရှိပါကိုယ့်ရဲ့ခမွန်းကိုထောက်မှပါသူကဝိညာဉ်ရေးရမှာပြောင်းလဲဖို့အကယ်၍အာရန်နဲ့အေဝါမှာအာရန်ကအတီးစားဖို့သွားကြရင်တော့မှအေဝါကဆွဲပြီးဟဲ့နင်ဘာလို့စားလာလဲဖះမစားခိုင်းဘူးဆိုပြီးတတိပေးတယ်ဒါအထောက်မှဖြစ်တယ်ဟာငါယောက်ျားဒါဖះမကြိုက်ဘူးဆိုပြီးဆွဲရမယ်အေဝါကတော့ဖះမကြိုက်တာကိုသူကိုယ်တိုင်အရင်လုပ်ပြီးယောက်ျားကိုပါကြွေလိုက်တယ်အမင်္ဂလာဖြစ်စေတဲ့အေဝါရဲ့သမီးတွေမဖြစ်ဘဲနဲ့ကျွန်တော်တို့ဟာပြောင်းပြန်ဖြစ်ရမယ်အမျိုးသမီးတွေကိုခင်ပွန်းတဲ့ဟာအတီးသွားစားမယ်ဆိုရင်မှကိုကအမြန်ဆွဲပြီးထိန်းရမယ်ကိုခင်ပွန်းတဲ့ဖောက်ပြက်မယ်တစ္ဆာမဲ့မယ်ကိုခင်ပွန်းတဲ့ဖះနဲ့ဝေးမယ်မူးမယ်ယူမယ်ဆိုတော့မှကိုကမရမကဖះဘက်ကိုပြန်ဆွဲတော့မိခင်နေမင်္ဂလာဖြစ်စေသောမိန်းမတွေဖြစ်ပါစေဟာလေလုယာတီလာရှိသောမိန်းမမင်္ဂလာဖြစ်စေသောမိန်းမကျမ်းတရားဟောချက်ရဲ့ခေါင်းစဉ်တိုင်းပဲအထောက်မဖြစ်စေသောမိန်းမတွေဖြစ်ခြင်းအဖြစ်အိမ်တောင်တိုင်းမှာဖယားသခင်ပေးတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းလွတ်လပ်ခြင်းချမ်းသာကြွယ်ဝသောကောင်းကြီးမင်္ဂလာများခံစားရကြပါစေ